ကိုကြီးကိုကြီးဟေးကြီးလေ မလေးဆန်ရန်အောင်တယ်တဲ့ဟုတ်ဆန်ရန်အောင်တော့မယူယူမို့အော်နေနဲ့ကိုကြီး ဝမ်းသာလိုက်တော့ကွာ ဒီမလေးပြောအောင်လေဆေးကိုလိုက်ပြီးတော့ပြောရအောင် ဆင်းကိုအရင်မပြောနဲ့ဖုန်းရင်ကြိုဆက်လိုက်မယ်ကောင်းစားဖုန်းသားယူလိုက်မယ်ကိုဟေးစတကောက်ဟေး ဟယ်လို ဟယ်လိုညီမလေးဆင်းအောင်နေ တကယ်သမီးဆောင်မအောင်နဲ့ ဟိုအခုလိုက်ကိုယ်တိုင်သွားကြည့်ရသေးလား ဟုတ်တယ်ညီမလေးဆန်ရန်အောင်တာယူယူမို့အော်နေနဲ့ အော်ဒီနဲ့အောင်တာ ငါညီမလေးကတော်လိုက်တော့ကွာ ဟုတ်တယ်အခုလိုက်ကိုယ်တိုင်သွားကြည့်ရသေးလားညီမလေးဝမ်းသာတယ်ညီမလေးကိုကြီးတို့ခဏနေလိုက်ခဲ့မယ်နော် အမေသမီးစိတ်နဲ့အောင်နေတဲ့အော်ဒီနဲ့အောင်တာလေအမေသမီးကသမီးလေးလိုက်တာ ဟမ် ရှစ်သမီးဆောင်မအောင်နဲ့အော်ဒီနဲ့တဲ့သမီးဆောင်မအောင်နဲ့အဖေအော်ဒီနဲ့အောင်တာတဲ့အဖေအားတင်းထားနော်သမီးဆောင်ဝင်ကြီးဖြစ်တဲ့ခါကျရင်အဖေကိုကျမ်းမကြီးဆောက်ရှောက်မှုတွေအများကြီးလုပ်ပေးမှာနော်အဖေနော်အဖေအားတင်းထားနော် ဖေးရဲ့စီးစာတွေရောဓာတ်မှန်တွေရောရလာခဲ့ပြီအဖေကိုခွဲစေရမယ်တဲ့ပြီးတော့အဆုပ်ပင်စားတဲ့လေဖြန်းတာရောကင်ဆာရောပြီးတော့နှစ်ကြိမ်ခွဲရမယ်ဆိုတယ်ခွဲစေရင်တောင်မှလို့သက်ရှင်မှာရှာခိုင်းတော့လဲတယ်တဲ့အဲ့တော့အဖေကိုကိုကြီးတို့အိမ်ပြန်ခေါ်သွားကြရမယ်